ကဘာပေါ်မှာရှိတဲ့မိခင်တိုင်းဟာသားသမီးတွေအတွက်ကတက်ရှိဖျားပါပဲကုံမထမ်းနိုင်လို့ပတ်စံမရရင်ငါသားသမီးတွေငတ်မှာဒီစကလုံးလေးတွေဟာစိတ်ခံပေါ်တတာမှာအမျိုးသမီးတန်မဲ့ကုံထမ်းပြီးသားသမီးတွေကိုရှာဖွေကျွေးမွေးနေသူမလတ်လဝင့်ရဲ့အားရင်တွေပါကျမကြီးမကောင်းတဲ့ခင်မွန်းတွေကြောင့်မိသားစုစားဝတ်နေရေးနဲ့တားငယ်လေး2ယောက်ရဲ့ကျောင်းစရိတ်အတွက်အလုကျန်းကိုရင်ဆိုင်နေရတာပါကိုခန္ဓာကမလုံနိုင်တော့တဲ့နေ့တွေမှာတော့မိခင်မေတ္တာဆိုတဲ့စိတ်သက်ခွန်အားနဲ့ကြိတ်မိုက်ထိဆက်လုပ်နေရှာတဲ့မလတ်လအဝင်းဟာတကယ့်ကိုလေးစားဂရုပြုထိုက်ပါတယ်မိသားစုအတွက်သားသမီးတွေရဲ့အနာဂတ်အတွက်ကိုကျိုးစွန်ပြီးရုန်းကန်နေရတဲ့မိခင်တဦးရဲ့မေတ္တာခွန်အားနဲ့စ조사မှုကိုမြင်ရတာရင်ထဲမှာလေးနက်ခံစားရပါတယ်မလတ်လဝင်းနဲ့တကွရုန်းကန်နေရတဲ့မိခင်များအားလုံးဖေးရန်ကင်းပြီးကျမ်းမာပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်